အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်မှန်နေတဲ့ G20 လေးကိုကျွန်တော်ပြပေးပါမယ်20လေးကတော့အရင်ဘက်ကလည်းကျွန်တော်ပြပြီးသားဖြစ်ပါတယ်เนาะအဲ့ဒါကိုအခုပြန်ပြီးတော့ပြပေးပါမယ်ဒီမှာเนาะအရင်ဘက်ကတော့ပြထားပြီးခဲ့တယ်နှစ်ခွန်ကီလို့ဆိုပြီးတော့ဒီမှာကျွန်တော်ရေးပြထားပြီးခဲ့တယ်เนาะနှစ်ခွန်ကီမှာတဲ့ဘာထွက်သွားတယ်တော့မှ112လ2025အတွက်နှစ်ခွန်ကီဆိုပြီးတော့ကျွန်တော်ရေးပြခဲ့တယ်เนาะတွက်ပြခဲ့တယ်ဗီဒီယိုနဲ့တင်ထားတယ် live လွှင့်ပြီးတော့လည်းတင်ထားတယ်เนาะတချို့ live လွှင့်ပြီးတင်ထား live ထဲမှာသူတို့ပြန်မကြည့်တတ်ဘူးဖြစ်နေတယ်ဗျာเนาะအဲ့ဒီအကောင့်ထဲမှာဝင်ပြီးတော့ live လွှင့်တဲ့နေရာဆိုတာရှိတယ်ဗျာ live ဆိုတဲ့နေရာလေးမှာဝင်ကြည့်လို့ရတယ်เนาะခုကျွန်တော်ဗီဒီယိုလေးနဲ့ပဲပြန်တင်ပေးလိုက်ပါမယ်ဗီဒီယိုနဲ့ကြာအရန်ရှိပြောလို့မရတဲ့အတွက်ကြောင့်မို့အဲ့ဒါကြောင့်မို့ဗီဒီယိုနဲ့ကြာတော့လူရင်းတူရှင်းလေးပဲပြောပြီးတင်มาရမှာပါခင်ဗျာပြီးခဲ့တဲ့အပတ်ကဒီမှာတရက်12လ2025အတွက်နှစ်ခွန်ကီးဆိုပြီးတော့ကျွန်တော်ပြပြီးခဲ့ပါတယ်เนาะကီးယူနီလေးကတော့ဒီမှာထွက်ထားတဲ့အပေါ်ကခဏန်းကအပေါ်ကအချိန်ကထိုင်းထီနှလုံးတိုက်ကနန်းရဲ့နောက်ပိတ်ရဲ့အခုပတ်မှာထွက်တဲ့ထိုင်းသုံးလုံးရှေကနန်းရဲ့နောက်ပိတ်ရဲ့ကိုလှမ်းပြီးတော့ပေါင်းတာဖြစ်ပါတယ်เนาะဒီမှာတော့9နဲ့9ပေါင်းတယ်9နဲ့9ပေါင်းတော့2ရတယ်2ရဲ့ပါဝါ2ကိုပါဝါရတော့ခွန်2ခွန်ကီးဆိုပြီးတော့တရက်12လ2005ကျွန်တော်တက်ပြပေးခဲ့ပါတယ်เนาะအဲ့ဒီမှာဘာထွက်သွားလဲဆိုတော့အခု2 5နှစ်လို့ထွက်သွားပါတယ်เนาะ2 5နှစ်လို့ထွက်သွားပါတယ်2 5နှစ်လို့ထွက်သွားတော့ဒီမှာ2တစ်လုံးထိသွားပါတယ်เนาะ2တစ်လုံးဆွဲပါတယ်เนาะ2တစ်လုံးထိပါတယ်အခုဒီပတ်အတွက်ဒီမှာ2 5နှစ်လို့ထွက်တယ်ထိုင်းနှလုံးတိုက်ကနန်းက2နှစ်လို့ထွက်ပါတယ်ထိုင်းနှလုံးတိုက်ကနန်းက2နှစ်လို့ထွက်ပါတယ်2 5နှစ်လို့ထွက်တဲ့နှစ်နောက်ပိတ်ရဲ့အထက်က1 5လို့ထွက်တဲ့1 5ထွက်တဲ့အချိန်ကထိုင်းနှလုံးတိုက်ကနန်းက3ခွန်လို့ထွက်ပါတယ်အဲ့ဒီ3ခွန်ကခွန်နောက်ပိတ်ရဲ့ပေါ့နော်အဲ့ဒီ2နဲ့ခွန်နဲ့ကိုလှမ်းပေါင်းတာဖြစ်ပါတယ်နော်အဲ့ဒီမှာ2အပေါင်းခွန်2နဲ့9နဲ့ပေါင်းတော့6လို့ရပါတယ်เนาะ6ရဲ့ပါဝါက4ပါတဲ့6လေးကီးပါတဲ့6လေးကီးကတော့အခု16ရက်12လ2025အတွက်ကီးဖြစ်ပါတယ်ဗျာเนาะ16 12လ2025အတွက်ကီးဖြစ်ပါတယ်เนาะကီး20ကိုအရင်ဗီဒီယိုမှာလည်းကျွန်တော်တင်ပြပေးထားပါတယ်ဗျာเนาะအဲ့တော့တိတ်ပြီးတော့ရှင်းမပြတော့ပါဘူးဗျာเนาะအရင်ဗီဒီယိုမှာလည်းကြည့်လို့ရတယ်ဒီမှာဆိုလည်းအခု20ကိုပြန်ကြည့်လို့ရတယ်เนาะဒါကနှစ်ခွန်အကျိန်ကနေစပြီးတော့မှန်နေတာဖြစ်ပါတယ်เนาะ68ခွန်လို့ထွက်တဲ့အပတ်ကထိုင်းနှလုံးတိုက်ကနန်းက36လို့ထွက်တယ်နှစ်ခွန်လို့ထွက်တဲ့အပတ်မှာထိုင်းနှလုံးတိုက်ကနန်းက85လို့ထွက်တယ်เนาะဒီမှာနှစ်ခွန်လို့ထွက်တဲ့အပတ်ကခွန်နောက်ပိတ်အထက်က68ခွန်လို့ထွက်တဲ့အပတ်ကထိုင်းနှလုံးတိုက်ကနန်းက36လို့ထွက်တယ်အဲ့ဒီမှာ6နဲ့ဒီအောက်ကနှစ်ခွန်ကခွန်နောက်ဒီအောက်ကနှစ်ခွန်ကခွန်နောက်ပိတ်နဲ့အဲ့လိုတောင်းပြတ်လှမ်းပြီးတော့နှလုံးယူပြီးပေါင်းတာဖြစ်တယ်เนาะ9နဲ့6နဲ့ပေါင်းတယ်9နဲ့6နဲ့ပေါင်းလို့3ရတယ်3ရဲ့ပါဝါကရတဲ့3ကိုပါဝါယူတယ်38ကီအဲ့ဒီမှာဘာထွက်သွားလဲဆိုတော့သူ့အောက်မှာ388လို့ထွက်သွားတယ်เนาะ388လို့ထွက်သွားတယ်ဒီမှာဆိုလို့ရှိရင်လည်း85ကီ8နဲ့9နဲ့လှမ်းပေါင်းတယ်8နဲ့9နဲ့ပေါင်းတော့38ကီမှာဒီမှာ339လို့ထွက်တယ်เนาะဒီမှာနည်းနည်းလေးသူတို့မရှင်းသူတို့လေးဖြစ်နေမယ်เนาะနေရာလေးတွေမှာမရှင်းတယ်လို့ဖြစ်နေမယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာပိတ်ပြီးတော့ပြပေးမယ်เนาะဒီမှာ2ကြိမ်ယူထားတယ်ဗောနော်အပေါ်က2ကြိမ်ယူထားတဲ့ကဏ္ဍဒီအပေါ်မှာဗောနော်2ကြိမ်ယူထားတဲ့ကဏ္ဍဒီမှာဆိုရင်ထိုင်းနှလုံးတိုက်ကဏ္ဍဗောနော်အဲ့မှာ2ကြိမ်ကိုနှစ်ခွန်ဒီခွန်ဒီနှစ်ခွန်ကခွန်နောက်ပိတ်နဲ့အထက်ကအကြိမ်မှာထွက်ခဲ့တဲ့ထိုင်းဒီနောက်ပိတ်ကိုလမ်းပေါင်းတယ်အဲ့ဒီမှာ9နဲ့6နဲ့ပေါင်းတယ်เนาะဒီမှာ9နဲ့6နဲ့ပေါင်းလို့3ရတယ်3ကိုပါဝါယူတယ်38ကီအဲ့ဒီ38ကီကဒီနှစ်ခွန်အောက်မှာထွက်မဲ့ကဏ္ဍအတွက်ကီဖြစ်တယ်เนาะအဲ့ဒီနှစ်ခွန်အောက်မှာထွက်မဲ့ကဏ္ဍဖြစ်တယ်เนาะဒီမှာ2ကြိမ်ပေါင်းပြီးတော့သူ့ရဲ့အောက်ကကဏ္ဍဖြစ်တယ်เนาะဒါကျွန်တော်အစမှာတခြားရှင်းပြလိုက်မယ်အဲ့ဒီမှာ38ကီမှာဘာထွက်သွားလဲဆိုတော့ဒီမှာเนาะ388လို့ထွက်ပါတယ်เนาะ38ကီမှာ38ကိုနှလုံးထိသွားပါတယ်เนาะအဲ့လိုပဲသူ့ရဲ့အောက်မှာ388လို့ထွက်တဲ့အပတ်က8နောက်ပိတ်နှစ်ခွန်လို့ထွက်တဲ့အပတ်ကထိုင်းဒီနှလုံးထိကဏ္ဍက85လို့ထွက်တယ်အဲ့ဒီမှာ9နောက်ပိတ်8နဲ့9နဲ့လှမ်းပေါင်းတာဖြစ်ပါတယ်เนาะဒီမှာ8နဲ့9နဲ့ပေါင်းတယ်8နဲ့9နဲ့ပေါင်းတော့3ရတယ်3ရဲ့3ကိုပါဝါပြန်ယူတယ်38ကီဖြစ်ပါတယ်เนาะ38ကီမှာတဲ့ဘာထွက်သွားတော့ဆိုတော့အဲ့ဒီ388ရဲ့အောက်ကဘာထွက်သွားလဲဆိုတော့ဒီမှာ339လို့ထွက်ပါတယ်ဗျာเนาะ339လို့ထွက်ပါတယ်အဲ့ဒီမှာဆိုရင်3တစ်လုံးထိပါတယ်เนาะ339 3တစ်လုံးထိပါတယ်เนาะအဲ့ဒီလိုမျိုးထွက်သွားတာဖြစ်ပါတယ်
အဲ့တော့အခုဒီချိန်မှာလည်းဒီလိုပဲပေါ့နော်ရင်ဘက်ကကျွန်တော်တင်ပေးခဲ့တယ်ဒီမှာရေးသားပေးပြီးသား1ရက်12လ2025အတွက်ကီးကနှစ်ခွန်ကီးဖြစ်တယ်အခုနှစ်9နှစ်လို့ထွက်သွားတော့ဒီမှာနှစ်တစ်လုံးဆွဲသွားပါတယ်နော်အခုအချိန်အတွက်ကတော့နှစ်9နှစ်ကဒီမှာနော်အကြောင်းရှင်းလိုက်မယ်နှစ်9နှစ်ကနှစ်နောက်ပိတ်ရယ်3ခွန်ကခွန်နောက်ပိတ်ရယ်အဲ့ဒီမှာနှစ်နဲ့ခွန်နဲ့ပေါင်းတယ်နှစ်နဲ့ခွန်နဲ့ပေါင်းတော့9လို့ရတယ်9ရဲ့ပါဝါက4တဲ့အဲ့ဒီ9လေးပါဝါ6လေးကီးပေါ့နော်6လေးကီး16ရက်12လ2025အတွက်ကီးဖြစ်ပါတယ်ဗျာနော်ကဲကီးကတော့မှန်နေတာဒီအချိန်ကနေစပြီးတော့မှန်နေတာဖြစ်ပါတယ်နော်ကဲချိန်နစ်တက်လို့ရှိရင်အသုံးပြုလို့ရပါတယ်အထောက်ကူရစီဖို့အတွက်တင်ပြပေးခြင်းဖြစ်ပါတယ်အားလုံးပဲကံကောင်းကြပါစေဘိုင်ဘိုင်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe နှုတ်ထားပြီးပါနော်ကျွန်တော် channel ပတ်သက်တာတွေကျွန်တော်တင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ရဲ့ subscribe လေးကျွန်တော်ရဲ့ channel လေးကို subscribe ဆိုတဲ့စာတန်းလေးနှိပ်ပြီးတော့ခေါင်းလောင်းလေးပါတီးထားပြီးပါနော်အားလုံးပဲကံကောင်းကြပါစေ